ဟုတ်ပြီဒီနေ့ကျွန်တော်ထိုင်းစာ full scale ကိုပညာဒါနလာပြီးတော့ပြင်မယ်နော်ပညာဒါနဆိုတော့သင်ခန်းစာ day 1ကနေday 1ကနေဆရာတို့လေ့လာကြမယ်ပေါ့နော်ကြာချိန်က2လခွဲ3လလောက်ကြာမယ်ပေါ့နော်ကျွန်တော်ဒီနေ့ကိုဗီဒီယိုတစ်ပုတ်အပိုင်းလေးတွေဖြတ်ပြီးတော့သင်ပေးရမယ်နော်ဟုတ်ပြီဒါကလည်းကျွန်တော်စာအုပ်ပါ level 1မှာ easy Thai guide for မြန်မာပေါ့နော်မြန်မာလူမျိုးတွေအတွက်လွယ်ကူအောင်ရေးဆွဲထားတာဖြစ်ပါတယ်ဟုတ်ပြီထိုင်းပြည်44လုံးရှိတယ်ထိုင်းပြည်ကိုဖယန်ချနာထိုင်လို့ခေါ်တယ်နော်ဟုတ်ပြီဆရာတို့ဒါကိုတော့မတင်တော့ပါဘူးအုပ်စုလေးခွဲပြီးတော့တင်ကြရအောင်ဟုတ်ပြီထိုင်းပြည်အုပ်စုနံပါတ်1ကိုတင်ကြရအောင်သူကအုပ်စုနံပါတ်1ကအဆွန်နော်အဆွန်ကလန်มี9 ตัวလို့ခေါ်မယ်အဆွန်ကလန်ဆိုတာကအလဲတန်းလေးပေါ့လက်တန်းပြည်9 လုံးရှိပါတယ်အဲ့ဒါကိုဆရာရဲ့အနည်းနဲ့ပဲဆရာတင်မယ်နော်အဲ့တော့နှစ်တန်းထွက်မယ်နှစ်တန်းစီထွက်ကြအောင်နော်ဟုတ်ပြီအဲ့တော့ကောไก่ကောไก่จอจานดอชดาตอปาตักดอเด็กตอเต่าบอใบไม้ปอปลาออ่างจำได้ไหมกอไก่จอจานดอชดาตอปาตักดอเด็กตอเต่าบอใบไม้ปอปลาออ่างนั่นมันเนาะอ่ะเราอ่ะตัวกอลิ้นเนี่ยตัวเอากอจอดอตอดอตอปอปออจำมันเนาะဟုတ်ပြီဒီတစ်ခါပြန်ဆိုကြမယ်ကောจอดอตอดอตอปอปออกรุ๊ปว่าหมาဟုတ်ပြီအဲ့တော့ကောဆိုရင်ကောไก่จอจอจานดอดอชดาตอตอปาตักดอดอเด็กตอตอเต่าบอบอใบไม้ปอปอปลาอออ่างရမယ်နော်ကိုလုံးဟုတ်ပြီဒီကိုလုံးကိုရအောင်ကြည့်ကြမယ်ပြီးရင်တခါလေးရင်းနှီးလေးပါတင်ပေးမယ်နော်ဆက်သွားမယ်ဒီမှာပါလေးရေးကျင့်ကြမယ်နည်းနည်းလေးချက်မယ်ဟုတ်ပြီဟိုဒီမှာမြင်းချောင်းလေးရှိတယ်မြင်းချောင်းလေးရဲ့အပေါ်တက်လေးရနင်းဆွဲရမှာဖြစ်တယ်စမယ်နော်စမယ်ဒါကိုတစ်ချက်ထဲနဲ့တခါလေးဆွဲရမှာဖြစ်ပါတယ်ကောไก่ပေါ့နော်ကောไก่กอไก่กอไก่ဟုတ်ပြီဒီနောက်ကဟာလေးတွေတော့ကျောင်းသားတွေကိုယ့်ဘာနဲ့ကိုစစ်ပြီးတော့ရေးသွားမယ်နော်ဆရာဒီလောက်ပဲရေးပြတော့မယ်ကျောဆိုရင်ဒီမှာနံပါတ်6လေးကိုတစ်စောင်းလေးရေးလိုက်ပါပြီးရင်အပေါ်လေးကိုပြန်တက်လိုက်ပါကျော6လေးတစ်စောင်းလေးဆွဲမယ်ကျော6လေးတစ်စောင်းလေးဆွဲမယ်ကျောဟုတ်ပြီနော်ဟုတ်ပြီနောက်ကကျန်တာလေးတွေကိုကျောင်းသားတွေကိုယ့်ဘာကိုစစ်ရေးမယ်နော်ဆရာဒီလောက်ပဲပြမယ်နောက်တစ်ခုဒေါပါဒေါချက်တာကဒီနားလေးကနေဆွဲမယ်နော်ဆရာဒီမှာမြင်းချောင်းလေးမှာဒီဘက်မှာနည်းနည်းလေးတက်သွားလို့နော်
ဒီနာအတိုင်းရေးမယ်နော်မြင်းချောင်းအပေါ်တက်တက်လေးရတယ်ဆွဲမယ်နော်ဒီမှာတွေ့လားဒါကမြင်းချောင်းအောက်ကိုရောက်ရပါမယ်ပြီးတော့အကောက်ကလေးတစ်ခေါက်ပြတ်ကောက်ပါမယ်သူ့ရဲ့ရေပြင်ကြီးလေးကအတွင်းလေးကိုနည်းနည်းဝင်ရပါမယ်ဒီတစ်စောင်းလေးလောက်ပေါ့နော်ဒီအပြင်ကိုထွက်လို့မရပါဘူးနော်ဟုတ်ပြီဒုတိယစာကြောင်းလေးကနေရေးပြမယ်ဆရာဒီမှာစာကြောင်းလေးနည်းနည်းဟာနေလို့နော်စာကြောင်းလေးရဲ့ဒီနားလေးကနေစရမယ်နော်တော့ပဲပြန်ကွေးမယ်မြင်းချောင်းအောက်ကိုဆွဲမယ်နောက်ထပ်ပြန်ကောက်ပါမယ်အဲတော့ချက်တာပါရေးမယ်နော်ဟုတ်ပါပြီကျန်တာလေးကိုကျောင်းသားတွေကိုယ့်အကူရေးမယ်နော်ဆရာဒီလောက်ပဲရေးပြပါမယ်ရှေ့နေမှာဆိုလို့ပါနော်နောက်တစ်ခုတောပတ်တက်တောပတ်တက်ကလည်းဒီမြင်းချောင်းလေးရဲ့ပေါ်နာနဲ့စဆွဲမယ်ဒေါချက်တာနဲ့တူတယ်ဒါတူကအောက်မှာနည်းနည်းတူကနှစ်ကောက်လေးပါမယ်ပြီးတော့ရေပြင်ညီလောက်တဲ့ပေါ့နော်ဒီလောက်ဆွဲပေးပါနော်အထက်ကိုတားကြီးလည်းမဝင်ဘူးပြင်ကိုတားကြီးလည်းမထွက်ရဘူးပေါ့နော်ဒီလောက်လေးဆွဲပေးပါစကြမယ်တစ်ခေါက်နှစ်ကောက်ပေါ့နော်ပြန်ဆွဲကြမယ်တစ်ခေါက်နှစ်ကောက်နောက်တစ်ခုပြန်ဆွဲမယ်တစ်ခေါက်နှစ်ကောက်နောက်တစ်ခုဆွဲမယ်တစ်ခေါက်နှစ်ကောက်ဟုတ်ပြီဒါကတော့ပတ်တက်လေးပါဒိုးတစ်ကတော့လွယ်လေးနော်နံပါတ်6လေးကိုတစ်စောင်းလေးဆွဲပြီးတော့8ပုံစံလေးလုပ်လိုက်ပါနံပါတ်6လေးကိုတစ်စောင်းလေးဆွဲ8ပုံစံလေးဆွဲလိုက်ပါနံပါတ်6လေးကိုတစ်စောင်းလေးဆွဲ8ပုံစံလေးလုပ်လိုက်ပါကျန်တာတွေကိုယ့်အောက်ကိုဆွဲလိုက်နော်ဟုတ်ပြီတောတောင်တွားကြရအောင်တောတောင်ကလည်းနံပါတ်6လေးကိုတစ်စောင်းလေးဆွဲပြီးတော့အပေါ်မှာဆက်ရတဲ့ဘက်တွေကတော့အသေးပုံစံလေးလို့ပြောကြတယ်နော်တဲကျင်လဲတဲပေါ့နော်တို့မဟုတ်အပေါ်မှာအတွန်းလေးလို့လည်းပြောလို့ရတယ်နော်ဟုတ်ပြီတော့ကြအောင်အဲဒေါတဲ့နဲ့တူပါတယ်အပေါ်မှာနှစ်တွန်းလေးပါမှာပါသူကတော့ကြမယ်နှစ်တွန်းကျန်တာတွေကိုယ့်အကူဆွဲလိုက်နော်ပေါ်ပိုင်မိုင်းကိုတွားမယ်ပေါ်ပိုင်မိုင်းကမြင်းချောင်းရဲ့အပေါ်လေးကနေဆွဲမှာပါနံပါတ်6လေးပဲဆွဲချပေးပါဒီခါ vertical ပေါ့နော် vertical မြင်းပြောင်းလေးဆွဲမယ်အောက်ကိုတန်းတန်းလေးပြီးတော့ပေါ်တက်တဲ့ဆွဲမယ်ပြီးတော့ပေါ်ပြန်သွားမယ်ဟုတ်ပြီနော်နံပါတ်6ပုံစံလေးဆွဲမယ်သွားမယ်ဟုတ်ပြီနော်နံပါတ်6ပုံစံလေးဆွဲမယ်သွားမယ်နော်ဟုတ်ပြီဒါကပေါ်ပိုင်မိုင်းမှာကျန်တာလေးတွေကိုယ့်အကူဆွဲလိုက်နော်ပေါ်ပလာကပေါ်ပိုင်မိုင်းနဲ့အတူတူပါပဲသူ့ကိုအမီးရှည်ပေးလိုက်ပါဆရာဒီမှာရေးထားတာက font နည်းနည်းကြီးလိုက်တော့မြင်းချောင်းရဲ့အပေါ်တက်သွားတယ်အဲ့တော့ကျောင်းသားတွေရေးရင်မြင်းချောင်းအပေါ်ကိုမတက်စေနဲ့နော်ရေးရအောင်ပေါ်ပိုင်မိုင်းပုံစံလေးရေးမယ်အမီးလေးကိုရှည်ပေးလိုက်မယ်ပေါ်ပိုင်မိုင်းပုံစံလေးရေးမယ်အမီးလေးကိုရှည်ပေးလိုက်မယ်ပေါ်ပိုင်မိုင်းပုံစံလေးရေးမယ်အမီးလေးကိုရှည်ပေးလိုက်မယ်ကျန်တာတွေကိုယ့်အကိုရေးလိုက်နော်ဟုတ်ပြီ all an ကဒီမှာမြင်းချောင်းလေးရဲ့အပေါ်တက်တဲ့အရာနဲ့ဆွဲမယ်နော်အဲ့တော့သူ့က p လေးဆွဲလိုက်မယ် p တေးသေးလေးနော် p တေးသေးလေးဆွဲပြီးတော့အပေါ်ကိုပြန်တက်လိုက်မယ်ပြန်တော့မယ် p တေးသေးလေးဆွဲမယ်ပြီးတော့အပေါ်ကိုပြန်သွားမယ်နော် p တေးသေးလေးဆွဲမယ်ပြီးတော့အပေါ်ကိုပြန်သွားမယ်နော်ကျန်တာတွေကိုယ့်အကိုဆွဲလိုက်နော်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့အတွက်ပြန်သွားကြရအောင်ကောကိုက်จอจานดอชดา ตอปาตะ ดอเด็ก
ต่อเต่าบอใบไม้ปอปลาออ่างแก่ปะทีนี้ผู้ทีวะครูวะงูဆရာတို့ကိုလုံးကိုရအောင်ကြည့်ထားပါဒီကိုလုံးရပြီဆိုမှဆရာတို့နောက်ထပ်ခရူတူးကိုစစ်ပြီးတော့လာပြီးတော့မျှဝေပေးပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ